ကဲအခုတစ်ခါ reaction လုပ်ပေးသွားမယ်တခြင်းတွေကတော့ကိုတင်းရဲ့ Breaking Bad ဒီတခြင်းတော်တော်လေးမိုက်ပေါ့hat trick ရဲ့ script တုံးထားလေးတော်တော်လေးမိုက်ပေါ့ဟိုကိုရိုင်းရပဲ hat trick တွေကြိုက်လို့လားမသိဒါပေမဲ့လေဘယ်လိုပြောတတ် draw ကိုအဲ့လိုလုံးဝ aggressive ဖြစ်တဲ့ပုံစံလေးဒါထည့်လိုက်ရင်ပုံမှန်ပဲတဲ့အခုက draw နှစ်ခုပဲရှိတယ်ဘေးရက်ပြန်တက်လာတယ်ထင်တာတွဲမယ်လို့ဘေးရက်ပြန်တက်လာတယ်ထင်တတ် draw တာပိုင်ပို့ပြီးတော့မြောက်ပြီးတော့တော်မိုက်တဲ့ trap ဖြစ်တော့မှထင်တယ်first draw မှာလည်း AOA လေးလိုရနေတယ်မကြားဘူးဒီ second draw မှာက transition နဲ့ဟို simple transition တခုခုထည့်ရင်တော့ပိုစင်ပြေလောက်မယ်ဟိုကဘေးရက်မှာကျယ်ပြီးတော့ draw မှာတိုးမဟိုက်ဝါ draw မှာပြန်ကြလာဘေးရက်ကြီးတက်လာပြီးတော့ second draw ကိုဂျာစီပုံစံမျိုးဆို draw ဟိုလေးတွေကို orchestra draw လေးကိုပညာခွဲတာကြိုက်တယ်စင်ပြေတယ်မိုက်တယ်ကိုတင်း